ဟယ်လိုအားလုံးမင်္ဂလာပါ15နဲ့73နဲ့အားနေချက်အာသာချက်လေးကိုနည်းနည်းလေးထပ်ပြောပြမယ်ပေါ့နော်ညီငယ်တွေခဏခဏမေးထားကြလို့ကောင်းပါတယ် CA 15 73က CA 20 balance လို့ပြောထားပြီးသားပါကလပ်38ဖြစ်တယ်ကျွန်တော်တို့ step by step မောင်းတဲ့ခါမှာကလပ်38ဖြစ်တဲ့အတွက်ကြောင့်မလို့ efficiency ကောင်းတဲ့အမျိုးအစားတွေမှာပါပါတယ်ကျွန်တော်တို့စွမ်းဆောင်ရည်ဒီကိုတိုင်းတဲ့အခါမှာတော့အမိဖာကလပ်တွေနဲ့တိုင်းတယ်ပေါ့နော်ကလပ် AB တိုင်းပြီးရင်ကလပ် A ကလပ် A ကိုမှကလပ် 2A 3A 4A ဆိုပြီးတော့သူ့ရဲ့ body level တွေပေါ်မူတည်ပြီးတော့ကျွန်တော်တို့ efficiency ဆိုတဲ့စွမ်းဆောင်ရည်တွေတိုင်းတာဖြစ်ပါတယ်ဒါကြောင့်မလို့ကလပ် 2A နဲ့ဆိုရင်ကလပ် 3A ကစွမ်းဆောင်ရည်မြင့်တဲ့အတွက်ကြောင့်မလို့ဒီiVac CA 15 73တွေဟာ CA 20 ကလပ် 3A နဲ့အတူတူပါပဲဒါကြောင့်မလို့ကျွန်တော်တို့စွမ်းဆောင်ရည်မြင့်မားပါတယ် efficiency ကောင်းတယ်မီးအားစားလည်တက်တာပါတယ်အတန် power ပေါ့ force မှန်ကန်တဲ့ force မှန်ကန်တဲ့အတန်အရည်သွေးတွေကိုရရှိမှာဖြစ်တယ်ဆိုတော့ပြောချင်ပါတယ်ဒါသူ့ရဲ့အားသာချက်တွေပါကျွန်တော်တို့15ဆိုလို့ရှိရင်တော့ငါးလက်မကွိုင်၄လုံးအကောင်းဆုံးတီးနိုင်ပါတယ်2မမောင်းတင်ပါဘူးကျွန်တော်2မောင်းမယ်ဆိုလို့ရှိရင်တော့ mid low တွေပါညာတယ်ဆိုလို့ရှိရင်တော့မောင်းနိုင်ပါတယ် speaker ကိုတော့2မမောင်းတင်ပါဘူးတကယ်လို့မောင်းမယ်ဆိုလို့ရှိရင်တော့ထိန်းနဲ့မောင်းမယ်ဆိုမောင်းနိုင်ပါတယ်ကျွန်တော်တို့ဒီလိုလဲချို့ကြလဲမောင်းလို့မရဘူးဆိုပြီးတော့မောင်းလို့ရတယ်ဆိုပြီးတော့ညင်းနဲ့ခုံတဲ့လူတွေရှိနေကြလို့ပါအခုမောင်းတဲ့ပေါ်မူတည်ပါတယ်အမှန်တကယ်ကတော့ကျွန်တော်18တွေမောင်းမယ်ဆိုလို့ရှိရင်တော့ဒီ CA 15ဟာကျွန်တော်တို့2မမောင်းသင့်ပါဘူး4အောင်ပဲကောင်းပါတယ် main ampere ခံနိုင်ပေမဲ့လို့ power ကမခံနိုင်ပါဘူး power ရည်အတွက်နည်းပါတယ်โอเคအတူတူပါပဲ73လည်းအတူတူပါပဲဗျနောက်တစ်ခုပြောချင်တာကတော့15နဲ့73နဲ့က15ကငါးလက်မကွိုင်တွေကိုငါးလက်မကွိုင်တွေကောင်းကောင်းသုံးနိုင်တယ်ကျွန်တော်1000ဝါလေးတွေကိုခပ်ပြင်းပြင်းတီးတဲ့အခါမှာစပီကာတွေပြတ်နိုင်ပါတယ်ဒါကိုလည်းသတိထားမယ့်ချက်ပါကျွန်တော်1000 1200ဆိုလို့ရှိရင်တော့ CA 73လောက်ဆိုတော်ပါပြီကဲရ1500ကျွန်တော်ငါးလက်မကွိုင်တွေတီးမယ်ဆိုလို့ရှိရင်တော့ CA 15နဲ့တီးမယ်ဆိုတီးနိုင်ပါတယ်ဆိုတာကိုပြောချင်ပါတယ်ဒါသူ့ရဲ့အားသာချက်တွေပါကျွန်တော်သူ့ရဲ့အားနည်းချက်ကတော့ဘိုးကျွန်းလို့မရပါဘူးဗျ230ထန်ကုန်ပါပဲ230အထက်ကျော်ပြီဆိုတာနဲ့ကျွန်တော်တို့ capacity တွေစုလာမယ် capacity တွေပေါက်သွားမယ်ပေါ့နော်ခုနကကျွန်တော်တိုင်းပြလာပဲ60နဲ့ကျွန်တော်9ဘုံနီးပါရှိပါတယ်ဒီမှာပြင်ထားတာ63ဘုံ capacity က63ဘုံပဲတွေ့ရတယ်ပေါ့နော်ခုနလက်ရှိတိုင်းတဲ့အခါမှာဒါ220ဘုံတွေမှာကို65ဘုံနီးပါဖြစ်နေတယ်63ဘုံကျော်နေတာတွေ့ရတယ်ပြောချင်တာကသူ့ရဲ့ working body ထက်ပြီးထားတဲ့ working body ထက်ကိုကျွန်တော်တို့ပုံနေတာကိုတွေ့ရပါတယ်ဒါသတိထားမယ့်ချက်ပါဘိုးတွေကျွန်းလို့မရပါဘူးသူအားနဲ့ချက်ပါโอเคဒါဆိုရင်သိနိုင်ပါပြီကျေးဇူးပါ